တင်တို့သည်ငိုက်ကိုအရှင်ဘုရားဟူ၍သခင်ဟူ၍ခေါ်တတ်ကြ၏ထိုစကားသည်လည်းဟုတ်မှန်သောစကားဖြစ်၏အကြောင်းမူကားတင်တို့ကိုခေါ်ကြသည့်အတိုင်းငါမှန်၏ရေချိုးပြီးသောသူမည်သည်ကားခြေဆေးခြင်းမှတပါဆေးရသောအကြောင်းမရှိတကိုယ်လုံးစင်ကြယ်၏တင်တို့သည်စင်ကြယ်တော်လဲအချို့မစင်ကြယ်ဟုမိန့်တော်မူ၏မင်းကိုငါလုပ်ခဲ့တာကိုမင်းသားလေလားညာအမှန်ကန်ဆိုသည်ကားကျွန်သည်သခင်ထက်သာ၏ကြီးမြတ်သည်မဟုတ်တမန်သည်လည်းဆေလွတ်တော်သူထက်သာ၏ကြီးမြတ်သည်မဟုတ်ငါသည်သခင်ဖြစ်လျက်အရှင်ဘုရားလည်းဖြစ်လျက်နှင့်တင်တို့ဤခြေကိုဆေးလျင်တင်တို့သည်အချင်းချင်းတို့ဤခြေကိုဆေးရကြမည်ငါသည်တင်တို့နာပြုတတ်ခဲ့သောတင်တို့သည်ပြုစုစေခြင်းငါပုံသက်တေကိုပြခဲ့ပြီ